Hello ဒီဗီဒီယိုကိုလေကောင်းဖြစ်ပြီးတော့စေးတောက်ဝင်ပြောက်တဲ့သူတွေပြီးသွားရင်သွေးဝမ်းပါတဲ့သူတွေရှိရဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားနော်ဒါလည်းကတော့ဘန်နာရွက်တော့ပေါ့နော်ကိုရီရဲ့တကယ်မြင့်မြင့်ကိုတွေးပြောက်သွားတဲ့နီးလန်းပေါ့စေးနီးစေးဝါးလေးပေါ့နော်ဘန်နာရွက်ကိုပြုတ်ပြီးတော့တုတ်စားပါဘာလို့လဲဆိုတော့အိမ်မှာအကိုနဲ့အဖေနဲ့ပြီးတော့လမ်းထဲကလူတစ်ယောက်နဲ့ပြီးရွာတစ်ယောက်နဲ့ပေါ့နော်အဲ့လိုလေကောင်းဖြစ်တာပြီးတော့အကိုကရောသွေးဝမ်းပါတာပေါ့နော်အဲ့ဒါကိုဒါလေးတုတ်ကျွေးလိုက်တာပျောက်သွားတယ်ပေါ့နော်တရက်2ရက်လောက်တော့ကျွေးရတယ်ပျောက်သွားပြီးတော့လေကောင်းကိုဆရာဝန်နဲ့ပြပြီးတော့ဆေးဆွဲတောက်နေရမပျောက်ဘဲနဲ့ခဏခဏလေကောင်းပြန်ဖြစ်နေတဲ့လူပေါ့နော်အဲ့ဒါကိုလည်းဒီဟာလေးတုတ်ကျွေးခိုင်းလိုက်တာဒါကိုဆွဆွလေးစားလိုက်တာပျောက်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုလက်ရှိမှာလည်းအဲ့လိုဝေဒနာခံစားနေရပြီးတော့မပျောက်တဲ့သူတွေဆေးဆွဲတောက်ပြီးပျောက်တဲ့သူတွေရှိရဆိုရင်ဒီဘန်နာရွက်တို့ကိုတုတ်စားကြည့်ပါလို့ပြောချင်ပါတယ်ခါလည်းမခါပါဘူးစားလည်းကောင်းပြီးတော့ယောဂအတွက်လည်းတော်တော်ကောင်းစေတဲ့ဟာမို့လို့ပါ